ကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့နေပြည်တော်တွင်ရာသီဥတုပူပြင်းနေ၍စစ်တပ်ကယနေ့စီရေးပြအခမ်းအနားကိုညနေ9 နာရီမှစတင်မည်ဖြစ်ကြောင်းနေပြည်တော်စစ်ဘက်တရဲရမီကတရင်ဌာနတို့ပြောဆိုထားပါတယ်။ဒီဂျမန်နေမှာစာရေးစစ်ကောင်စီကစီရေးပြအခမ်းအနားကိုညနေပိုင်းစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီးယခုနေ့တွင်လည်းစီရေးပြအခမ်းအနားကိုလည်းညနေပိုင်းတွင်သာဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်းယနေ့ညနေ9 နာရီအချိန်တွင်စစ်ကြောင်းများစတင်ထွက်ခွာမည်ဖြစ်ကြောင်းသိရှိရပါတယ်။ယနေ့ညနေ3 နာရီမှ4 နာရီအတွင်းစစ်ကြောင်းများအသင့်ပြင်ဆင်ခြင်းဆောင်ရွက်မည်ဖြစ်ပြီးညနေ9 နာရီအချိန်တွင်စစ်ကြောင်းများစတင်ထွက်ရှိမည်ဖြစ်ကြောင်းရန်နောက်မင်းအွန်လိုင်းကိုချီတဲလေးပြုတ်ကအကြံဖက်စစ်ကောင်စီမင်းအွန်လိုင်းကတပ်စစ်စီချင်းနဲ့စကားပြောခြင်းများလှုပ်ဆောင်မည်ဖြစ်ကြောင်းသိရှိရပါတယ်။နေပြည်တော်တွင်ဂျမနီညပိုင်းစီပြစစ်ကြောင်းမှအရာရှိနဲ့တပ်သားများချင်းချင်းခရံဖိကွာခဲ့ပြီးတို့ဘူမူကြီးတအူအပဝန်စစ်တပ်စစ်စီဦးတန်ရာရှိကြောင်းနေပြည်တော်တပ်တရင်ရမိမြောက်ကိုကိုယူစီတဲ့ဘူကြီးလန်တင်ဝါပြောဆိုထားပါတယ်။ယမနီမလာ26ရက်နေ့ညစေဝန်ကျန်ချင်းနေပြည်တော်ရှိတီခုရီတုံးတွင်တီခုနီကြသည့်စီပြအခမ်းအနားချီတက်ကြမီတပ်ဖွဲ့ဝင်များကြားခရံဖိပေါ်ခဲ့ကြောင်းတီခုဆောင်အစုံ3ဆောင်နဲ့အစုံလေးရှိကျန်စစ်သားစစ်ကြောင်း၏အိဆောင်အလိုက်ခရံဖိပေါ်ခဲ့ကြောင်းစီပြချီတက်ကြမီစစ်သားတချို့ကအရက်တီစာတောက်စားရမှစကားများရံဖိခဲ့ကြောင်းသိရှိရပါတယ်။နေပြည်တော်အိမ်ဆောင်တခုလန်စစ်တဲ့အားရာချီထားရှိပြီးခရံဖြစ်ပေါ်မှုတွင်အိမ်ဆောင်တစ်ခုမှစစ်သားရာကနန်းပါဝင်ခဲ့ကြောင်းရံဖြစ်တော်နှစ်ဖက်ဖွဲ့ကအိုခဲနဲ့ဒိုများအသုံးပြု၍ပိခရနဲ့ကြာရမှစစ်သား15ဦးခန့်ခုံကွဲတန်ရာနှင့်တွေးထွက်တန်ယူတန်ရာများမဆူရင်ရရှိခဲ့ပြီးစစ်သား3ဦးအတဲ့အန်ရဆူရင်ရဒန်ယာပါဝင်စုစုပေါင်းအရာရှိနဲ့စစ်သား18ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းထိခိုက်ဒဏ်ရာရရှိသူများနဲ့ဒုတိယမူကြီးအရှင်စစ်ကြောင်းတရင်မူတာဝပါအရိုက်ခံရပြီးဖူးယုံဒဏ်ရာများရရှိခဲ့ကြောင်းသိရှိရပါတယ်။ရန်တပ်ပွဲကိုတကာကနိမအင်အားအလုံးအရင်ဖြန့်ပြီးခဲ့တော်လဲမနိုင်တဲ့ဖြန့်အကြံဖဲနေရီတမလုံချုံကြီးများခေါ်ယူကကျင်းစစ်များတုံးပြုကလူစုခေါ်ခဲ့ကြောင်းဖြစ်စဉ်ဖြစ်ပွားပြီးနောက်စီရပြမှုဘူချိုကလာရောက်စစ်စီဆဲဆူပေါ်ကြောင်းသိရှိရပါတယ်။မန္တလေးတိုင်းတောင်တမြို့နယ်လေကုမယောစာတင်ကြောင်းကိုအကြံဖဲစစ်တပ်ကစစ်တပ်လီတီပန်ဘုံတီကိုလုံးကျချတိုက်ခရနေနဲ့စာတင်ကြောင်းများပစ္စည်းခဲ့ကြောင်းတောင်တမြို့နယ်လူထုလှရှာမှုကော်မတီမှတာဝန်ရှိသူတို့ကတရင်ဌာနတို့ပြောဆိုသွားပါတယ်။ယနေ့မလာ29ရက်နေ့နဲ့3 နာရီ30မိနစ်ခန့်တွင်တောင်တမြို့နယ်လေကုမယောစာတင်ကြောင်းကိုအကြံဖဲစစ်တပ်ကတိုက်ပွဲဖြစ်ပေါ်ခြင်းမရှိဘဲစစ်တပ်လီတီပန်ဘုံတီကိုလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြရတယ်။အကြံဖဲစစ်တပ်၏ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုမရှိတော့လဲမြို့သူနေလေးလုံးစာတင်ကြောင်းဆောင်နှစုံထိခိုက်ပျက်စီးခဲ့ပြီးနွားနှကုံလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်။ပြည်သူထိခိုက်မှုတော့မရှိဘူးစာတင်ကြောင်းနဲ့နေတွေတော့ပျက်စီးသွားတယ်လက်ရှိမှာစစ်ကောင်စီကဝီဟန်စစ်စင်ရီလို့ပြောရမှာပေါ့စီရေးပြမဟုတ်တဲ့နေရာတွေမှာဒေါ်လာရေးကိုလူထုစိတ်ဓာတ်6ချသွားအောင်လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်လို့ပဲပြောချင်ပါတယ်တဲ့ဒီတခါတော့ကိုရဲ့ပြောစကားများပြပါတယ်ပြည်သူလူထုအပေါ်ရုပ်မာရဆိုင်မှုကိုကန်ကုံအောင်ကျူးလွန်နေတာပေါ့လူအခွင့်အရေးချိုးဖောက်မှုမြန်မာနိုင်ငံမှာအမြင့်ဆုံးအခြေအနေရောက်နေတယ်လို့ပဲပြောချင်ပါတယ်ဟုတ်တောင်တမျိုးနဲ့လူထုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတော်ကပြောဆိုတော်ပါတယ်တနင်္သာရီမြို့နယ်ရန်ပူရွာမှထွက်လာတော့အကြံဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား10ဦးတိဆုံးခဲ့ကြောင်းမိဘတို့ကာကွယ်ရေးအဖွဲ့ပကဖမေမတောင်ရှိသူတော်ထမ်းမှ
တရင်ဦးသိရှိရပါတယ်မလာ26ရက်နေ့နာနဲ့9နာရီ24မိနစ်တွင်ရန်ဖူကြီးရွာမှစီအုံကုန်းတို့ထွက်လာတော့အကြံဖက်စစ်ကောင်စီတပ်သားများကိုဒေါ်လာရင်တပ်ဖွဲ့များကကြဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရန်တီတွေတိုက်ပွဲတွင်တနာရီခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သား10ဦးတည်ဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းအများပြားကြောင်းသိရှိရပါတယ်ရန်ပူရွာထဲမှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကခြေလျင်ထွက်လာတာပေါ့အဲ့ဒါကိုဆုံးကျူတိုက်ခိုက်ခဲ့တာလက်နေခဲရန်တွေတော့တင်းစီနိုင်ခဲ့တာမရှိဘူးစစ်ခွေးစကောင်တည်ဆုံးတယ်လို့သိရှိရတယ်ဟိုမေဘီတို့ကကွယ်ရဖွဲ့ဝင်ပါကပါမေမတောင်းရှိသူတို့ကပြောဆိုတော့ပါတယ်အဆိုပါတိုက်ခိုက်မှုကိုမေဘီတို့ကကွယ်ရတပ်ဖွဲ့บุคคลยันตาพวยตองจีมวยเฮาตาพวยเนี่ยปากาพายงตองดูปูปองไตปูปองโลกส่งเคเชนพิพิดอลลาร์ยีปูปองตะမြာအထီအခိုင်မရှိပဲပြန်လဲဆုခွန်နိုင်ကြောင်းသိရှိရပါတယ်စကိုင်းတိုင်းစုပြုံမြို့နယ်တွင်ဘန်ကာဆောင်ရန်ပစ္စည်းများတဆောင်နေတော့အကြံဖက်စစ်ကောင်စီတတများကိုကြက်ဖြတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ9ဦးတည်ဆုံခဲ့ကြောင်းမဟုတ်ရာဆွေဘူတာအဖွဲ့တာဝန်ခံမိုးမခကတရင်ဦးပြောကြားတော့ပါတယ်မလ26ရက်နေ့နာနဲ့8နာရီ30မိနစ်ခန့်တွင်ဆွေဘူမြို့နယ်ကြီးဖြူကုန်းပြူစောတိရွာမှနေမြောက်ဖြစ်စီကဒီလုံးပြူစောတိရွာကိုဘန်ကောဆောက်လုပ်ရန်တဲဆောင်နေတော့စစ်ကောင်စီတပ်သားများကိုတော်လိုင်းရေးတပ်ဖွဲ့များလက်နက်ငယ်များပြန်အတန်းဆောင်သူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်သူတိုက်ခိုက်မှုအတွင်းရဲတပ်သားတအူးနဲ့ပြည်သူစစ်ကောင်ဆောင်ဘာထွာပါဝန်ပြူစောတိလီယိုစုစုပေါင်း9ဦးတည်ဆောင်ခဲ့ပြီးတော်လိုင်းရဲဘော်များအထီအခိုက်မရှိပြန်လဲစုခေါ်တော့ခဲ့ရကြောင်းသိရှိရပါတယ်သူတို့တွေနေတွေကိုဖျက်ယူပြီးဒီလုံးမှာဘန်ကာလို့ဖူလာတဲ့တာကိုစုံကျူတိုက်ခိုက်တာဘာအယောတွေကပြူရော်တွေပြည်သူတွေဖန်စီရမျိုးမရှိပါဘူးတဲလာတာတိတာတွေအိမ်တိုက်တွေအဲ့ဒီဒါယူပြီးဘန်ကာဆောက်မှာရီဖြူကုန်းယူပြီးဒီလုံးမှာဆောက်မှာတိုက်ပွဲအတွင်းမှာတော့ရီဖြူကုန်းနဲ့ဒီလုံးရွာထဲကကုန်းတွေထွက်ပြီးပြန်ပစ်တယ်ကျွန်တော်တို့ဘက်ကလည်းလက်နဲ့မများတော့ပြန်ဆုတ်ခေါ်ခဲ့ရတယ်ကျွန်တော်တို့လက်နဲ့တွေကြီးတွေဖီတင်ဖို့လိုအပ်တယ်လို့ကိုနေလိုအပ်ပါတယ်ဒီပြူစွာတွေကရှောင်းနေတဲ့ရှီရှောင်းပြီးသူတွေတော့စာဝတ်နေရေးလဲကိုကနေလိုအပ်နေပါတယ်ဟုတ်မဟုတ်ရွာစီဘူတာဖွဲ့အတဝန်ခံမှုမကောက်ပြောဆိုတော့ပါတယ်အစပါတိုက်ခိုက်မှုမဟုတ်ရစီဘူးတာပီရဲ့ဤရตุยสเนไอมหานีนอพวยวันเดอพวยเนเนมีคานปากาพาดูปูปองลูกส่งเคจังติชิยาบาเดมันตลีไตตองตาမျိုးနယ်လဲကုမယောစာတင်ကြောင်းကိုအကြံဖက်စစ်တပ်ကစစ်တပ်လီတီပင်ဘုံတီကူလုံးကျချတိုက်ခရနေနဲ့စာတင်ကြောင်းများပစ္စည်းခဲ့ကြောင်းတုံတာမျိုးနဲ့လူထူးလှရှာမှုကော်မတီမှတာဝန်ရှိသူတို့ကတရင်ဌာနတို့ပြောဆိုတော့ပါတယ်ယနေ့မလာ29ရက်နေ့နာနဲ့3နာရီ30မိနစ်ခန့်တွင်တုံတာမျိုးနယ်လဲကုမရွာစာတင်ကြောင်းကိုအကြံဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပေါ်ခြင်းမရှိဘဲစစ်တပ်လီတီပင်ဘုံတီကူလုံးကျဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြရတယ်အကြံဖက်စစ်တပ်ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုမရှိတော့လဲမြို့သူနေလေးလုံးစာတင်ကြောင်းစုံနှစုံထိခိုက်ပျက်စီးခဲ့ပြီးနွားနှကုံလည်းထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရပါတယ်ပြည်သူထိခိုက်မှုတော့မရှိဘူးစာတင်ကြောင်းနဲ့နေလူတော့ပျက်စီးသွားတယ်လက်ရှိမှာစစ်ကောင်စီကဝီဟန်စစ်စင်ရီလို့ပြောရမှာပေါ့စီရီပင်မမဟုတ်တဲ့နေရာတွေမှာဒေါ်လာရေးကိုလူထုစိတ်ဓာတ်၆ချသွားအောင်လေကြောင်းတိုက်ခိုက်မှုတွေလုပ်တယ်လို့ပဲပြောချင်ပါတယ်တဲ့ဒီတခါတော့ကိုရဲ့ပြောစကားများပြပါတယ်ပြည်သူလူထုအပေါ်ရုပ်မာရရှိမှုကိုကန်ကုံအောင်ကျူးလွန်နေတာပေါ့လူအခွင့်အရေးချိုးဖောက်မှုမြန်မာနိုင်ငံမှာအမြင့်ဆုံးအခြေအနေရောက်နေတယ်လို့ပဲပြောချင်ပါတယ်ဟုတ်တုံတာမျိုးနဲ့လူထုလှုပ်ရှားမှုကော်မတီမှတာဝန်ရှိသူတော်ကပြောဆိုတော့ပါတယ်
တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်ရန်ပူရွာမှထွက်လာတော့အကြံဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား10ဦးတည်ဆုံခဲ့ကြောင်းမိဘတို့ကာကွယ်ရေးအဖွဲ့ပကဖမေမတောင်ရှိသူတောက်ထမ်းမှတရင်ဦးသိရှိရပါတယ်မလာ26ရက်နေ့နာနဲ့9နာရီ24မိနစ်တွင်ရန်ပူကြီးရွာမှစီအုံကုန်းတို့ထွက်လာတော့အကြံဖက်စစ်ကောင်စီတပ်သားများကိုဒေါ်လာတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ရန်တီတွေးတိုက်ပွဲတွင်တနာရီခန့်ကြာမြင့်ခဲ့ပြီးအကြံဖက်စစ်ကောင်စီတပ်သား10ဦးတည်ဆုံကထိခိုက်ဒဏ်ရာရရှိသူများလည်းမဲပြကြောင်းသိရှိရပါတယ်ရန်ပူရွာထဲမှာတပ်ဆွဲထားတဲ့စစ်ခွေးတွေကခြေလင်ထွက်လာတာပေါ့အဲ့ဒါကိုဆုံးကျူတိုက်ခိုက်ခဲ့တာလက်နေခဲရန်တွေတော့တင်းစီနိုင်ခဲ့တာမရှိဘူးစစ်ခွေးစကုံတည်ဆုံးတယ်လို့သိရှိရတယ်ဟိုမိဘတို့ကကွယ်ရဖွဲ့ဝင်ပကပမေမတောင်ရှိသူတို့ကပြောဆိုတော့ပါတယ်စူပါတိုက်ခိုက်မှုကိုမိဘတို့ကကွယ်ရတပ်ဖွဲ့บุคคลยันตัดเพื่อตรงจีมวยเฮาตัดเพื่อเนี่ยปากกาผ้ายงตรงดูปูปองไตปูปองโลกส่งเขตเชมพิพิโดลันยีปูปองตัดเมียที่อาใครมาชีเวเปลี่ยนแล้วสู้คนในเจ้าติชียบาเดสกายไตสูบเมียวในรวนบางกาส่งยันเป็นสิเมียแต่ส่งนี่เราจำเป็นสิของสิแต่ตามยาอูจะเพียไตขยายสิตาเป็นมังอาอูติส่งเขตเจ้ามาหูยาสุยบูตาเพื่อตะวันคันมูมาคากาတရင်ကိုပြောကြတော့ပါတယ်မလာ26ရက်နေ့နာနဲ့8နာရီ30မိနစ်ခန့်တွင်ဆွေဘူးမျိုးနယ်ကြီးဖြူကုန်းပြူစောတိရွာမှနေမြောက်ဖြစ်စီကတီလုံးပြူစောတိရွာကိုဘန်ကောဆောက်လုပ်ရန်တဲဆောင်နေတော့စစ်ကောင်စီတပ်သားများကိုတော်လိုင်းရေးတပ်ဖွဲ့များလက်နက်ငယ်များဖြင့်အတန်းဆုံးသူတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်သူတိုက်ခိုက်မှုအတွင်းရဲတပ်သားတအူးနဲ့ပြည်သူစစ်ကောင်ဆောင်ဘာထွာပါဝန်ပြူစောတိလီယိုဆူဆူပေါင်းငါ့တီဆောင်ခဲ့ပြီးတော်လိုင်းရဲဘော်များအထီအခိုက်မရှိပြန်လဲစုခေါ်တော့ခဲ့ရကြောင်းသိရှိရပါတယ်သူတို့တွေနေတွေကိုဖျက်ယူပြီးဒီလုံးမှာဘန်ကာလို့ဖူလာတဲ့တာကိုစုံကျူတိုက်ခိုက်တာဘာအေယောတွေကပြူရော်တွေပြည်သူတွေဖန်စီရမျိုးမရှိပါဘူးတဲလာတာတစ်တာတွေအိမ်တိုက်တွေအဲ့ဒီဒါယူပြီးဘန်ကာဆောင်းမှာရီဖြူကုန်းယူပြီးတေးလုံးမှာဆောင်းမှာတိုက်ပွဲအတွင်းမှာတော့ရီဖြူကုန်းနဲ့တေးလုံးရွာထဲကကုန်းတွေထွက်ပြီးပြန်ပစ်တယ်ကျွန်တော်တို့ဘက်ကလည်းလက်နဲ့မများတော့ပြန်ဆုတ်ခေါ်ခဲ့ရတယ်ကျွန်တော်တို့လက်နဲ့တွေကြီးတွေဖီတင်ဖို့လိုအပ်တယ်လို့ကိုနေလိုအပ်ပါတယ်ဒီပြူစွာတွေကရှောင်းနေတဲ့ရှီရှောင်းပြည်သူတွေတော့စာဝတ်နေရေးလဲကိုကနေလိုအပ်နေပါတယ်ဟုတ်မဟုတ်ရွာစီဘူတာဖွဲ့အတောင်ခံမှုမကောက်ပြောဆိုတော့ပါတယ်အစပါတိုက်ခိုက်မှုမဟုတ်ရစီဘူးတာပီရဲ့ဒီရတွေးစနေအိုင်မဟာနေတော့ဖွဲ့ဝန်တဲ့ဖွဲ့နဲ့နေမီခန်ပကပါတို့ပူပေါင်းလှုပ်ဆောင်ခဲ့ကြတည်ရှိရပါတယ်